ဒီရီတန်ကိုကြားလိုက်တာနဲ့တင်ကျွန်တော်တို့ရဲ့ခေါင်းထဲမှာနန်နိုဆိုတာပေါ်လာပြီးသားပဲပေါ့နော် สวัสดีค่ะนันโนนะคะ Get from Nowhere Series ပထမအဆုံးစထွက်လာတဲ့အချိန်2018လောက်ကိုပြန်သွားကြည့်အောင်အဲ့ဒီအချိန်ကထိုင်း series ဆိုရင်တရေကဟာတာကဓမ္မမဟုတ်အချစ်ကားဆိုတဲ့ပုံသေးကားချက်ကြီးကိုဒီ series ကလုံးဝရိုက်ချိုးပစ်ခဲ့တာပါဒီ series ကြောင့်ပဲထိုင်းမှာနေမကတကဘာလုံးက Netflix ပရိသတ်တွေပါနန်နိုဆိုတဲ့ကောင်မလေးကိုစွဲလန်းသွားခဲ့ကြတာပါစီဇန်2ထွက်လာတဲ့အချိန်2021ကဆိုရင် TikTok ကလည်းလုံးဝအောင်မြင်နေတဲ့အချိန်နဲ့သွားတိုက်ဆိုင်နေတော့ TikTok မှာနန်နိုလိုစပင်တွေထားနန်နိုလိုကြောင်းဝစ်စုံတွေနဲ့ trend တွေ join ခဲ့ကြတာလည်းမှတ်မိကြအောင်ပဲထင်ပါတယ်အဲ့တော့ကြီးအောင်မြင်သွားရတဲ့အဓိကအကြောင်းရင်းကဘာကြောင့်လဲဆိုတာကိုတွေးဘူးလား story ကောင်းလို့လားဒါမှမဟုတ် production director သူတို့တွေတော်လို့လားအကုန်မှန်ပါတယ်ဒါပေမဲ့တကယ်အောင်မြင်မှုရဲ့အသက်သွေးကြောအစ်စ်ကတော့နန်နိုနေရာမှာတရုပ်ဆောင်တဲ့မင်းသမီးကစ်တီကြောင့်ပဲဖြစ်ပါတယ်ကစ်တီဒါနန်နိုအနေနဲ့တရုပ်မဆောင်ခဲ့ရင်ဒီ series ကဒီတော့ထိပေါက်လာမှာမဟုတ်ပါဘူးဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်တို့ချစ်ရတဲ့နန်နိုဆိုတဲ့ character အသက်ဝင်လာဖို့ကစ်တီတယောက်ဘလောက်တော့ယူမှုရင်းနှီးပေးဆက်ခဲ့ရလဲပြီးတော့ Nano Universe တွေကမတ်လ9ရက်နေ့မှာအသစ်ထွက်လာတော့မယ် The Reset ဆိုတဲ့ season အသစ်မှာအထူးကပါဝင်လာမဲ့မင်းသမီးချော်လေး Becky ပေါ်ကိုရော Nano ချန်ထားခဲ့တဲ့ဒီအရေးကြီးကဘလောက်တောင်ဖိအားပေးနေမလဲဆိုတာတွေကိုကျွန်တော်တို့ပြောကြည့်ကြအောင် สวัสดีค่ะแน่นอนนะคะ ပထမဆုံးအနေနဲ့ Nano ဆိုတဲ့ကောင်မလေးကြောင့်အရင်ဆုံးပြောကြည့်ကြမယ် Nano ကတရေလားနှက်ဆိုးလားလူလား series နာမည်က Get from Nowhere ဆိုတော့ဘယ်ကလာမှန်းမသိတဲ့ကောင်မလေးဖြစ်လို့သိကြတယ်ဆိုတာတော့မရှိဘူး Nano ကလူသားတွေရဲ့လောဘဒေါသမောဟတွေကိုစမ်းသပ်ဖို့ရောက်လာတဲ့ concept တစ်ခုသက်သက်ပါပဲလူလည်းမဟုတ်တရေလည်းမဟုတ်နှက်ဆိုးလည်းမဟုတ်တဲ့ဘာမှန်းသိချာမသိရတဲ့ဇက်ကောင်မျိုးကိုတရုပ်ဆောင်ရတာကတာမန်မင်းမီတယောက်အတွက်ဆိုရင်တော်တော်လေးကိုခက်ခဲမှာပါနည်းနည်းလေးလွဲသွားတာနဲ့ကြည့်ရတာအဆင်ပြေမှာမဟုတ်တော့ပါဘူးဒါပေမဲ့ကစ်တီကအဲ့ဒီအခက်အခဲတွေကိုအကောင်းဆုံးလုပ်နိုင်ခဲ့ပါတယ်ပထမတစ်ချက်ကအသက်မပါတဲ့မျက်လုံးနဲ့စိုက်ကိုဆန်တဲ့သူမရဲ့အပြုံးပဲနန်နိုကိုတေချာကြည့်လိုက်မယ်ဆိုရင်နှာခမ်းကပြုံးနေတယ်ဒါပေမဲ့မျက်လုံးတွေကလုံးဝမပြုံးအဲ့ဒါကတကယ်ကိုလိုက်လို့ကြည့်တော်တော်လေးကိုခက်တယ်တာမန်လူတွေကပြောရင်မျက်လုံးမှာလိုက်ပြုံးကြရလေကစ်တီကလူတွေကိုကြောက်သွားအောင်မျက်နှာကြီးရှုံးမဲ့ပြနေတာမျိုးလုံးဝလုံးမနေဘူးတစ်ဖက်လူဘလောက်ပဲဒေါသထွက်နေငိုနေသူကမျက်တောင်မခက်ပဲစိုက်ကြည့်နေတတ်တယ်ပြီးတော့မှအပြုံးတစ်ခုကိုပြုံးလိုက်တာအဲ့ဒါကနန်နိုဆိုတာကိုပြိတ်သက်ရင်တွေကိုရောက်စေခဲ့တာပါပဲဒုတိယချက်ကသူမရဲ့လှုပ်ရှားမှု body language တွေပါပဲနန်နိုလမ်းလျှောက်တာခေါင်းဆောင်တာတွေကိုတခြားကြည့်လိုက်ပါတာမန်လူနဲ့လုံးဝမတူအောင်အသေးစိတ်ဒီဒီလေးတွေအားစသူမလှုပ်ထားတာပါဒါတွေကဒါရိုက်တာခိုင်းတာကြီးပဲတော့မဟုတ်ပါဘူးကစ်တီကိုယ်တိုင်မှန်ရှိမှအချင်းချင်းလေ့ကျင့်ပြီးတော့နန်နိုအတွက်တီးသက်ဖန်တီးယူခဲ့တဲ့ဟန်ပန်တွေလို့သူမကပြောထားပါသေးတယ်သူမရဲ့လှုပ်ရှားမှုတိုင်းကငါကတခြားသူတွေလို့တာမန်လူသားမဟုတ်ဘူးဆိုတာကိုပြောပြနေလို့ပါပဲတတိယချက်အရေးကြီးဆုံးကတော့သူမရဲ့ iconic ဖြစ်တဲ့ဟုတ်ပါတယ်ဒီရဲတယ်မှာပဲနန်နိုရဲ့အောင်မြင်မှုတစ်ဝက်လောက်ကဒီရီတန်ကြောင့်လို့ပြောရင်တော့မမှားပါဘူးရိုးရဲတာမဟုတ်ပဲနဲ့သူ့ရဲ့ရေတန်ထဲမှာလှောင်ပြောင်းတာတွေရက်ဆက်တာတွေအနိုင်ယူတာတွေအားလုံးပါဝင်နေတဲ့အတန်မျိုးဒီလိုအတန်မျိုးထွက်လာဖို့ကိုနန်နိုကအတန်နဲ့အတန်ထားပုံစံမျိုးစုံနဲ့တော်တော်လေးကိုအချိန်ယူပြီးလေ့ကျင့်ခဲ့ရတယ်လို့လည်းသိရပါတယ်စခရင်ပေါ်မှာကျွန်တော်တို့မြင်တွေ့နေရတဲ့အဲ့ဒီလိုပြီးပြည့်စုံနေတဲ့နန်နိုတယောက်ဖြစ်လာဖို့နောက်ွယ်မှာကစ်တီဘလောက်တော့ရင်းနှီးပေးဆက်ခဲ့ရလဲဆိုတာကိုတော့လူတွေသိပြီးတော့မသိကြပါဘူးကစ်တီကနန်နိုဇက်ရုပ်တိဆောက်ဖို့အတွက်ဂျပန်မန်ဂါတွေကနာမည်ကြီးဇက်ကောင်တိုမီအဲစီကနေအိုင်ဒီယာအများကြီးယူခဲ့ရတယ်ဂျပန်ဟော်ရာကားတွေစာအုပ်တွေဖတ်ဖူးတဲ့သူဆိုရင်တော့တိုမီအဲကိုသိကြမှာပါသူကအကျဉ်းချင်းအသက်ခံရပေမဲ့ပြန်ရှင်လာပြီးလူတွေရဲ့လောဘကိုဆွဲထုတ်တတ်တဲ့ယောက်ျားတွေအကုန်လုံးကိုယူသွတ်သွားလုပ်တတ်တဲ့ကောင်မလေးလေနန်နိုနဲ့တော်တော်လေးကိုဆင်နေမလားဒါတင်ဘယ်လားဆိုတော့မဟုတ်သေးဘူးအစိုးဆုံးကစိတ်ပန်းဆိုင်ရာပေးဆက်ရတာပါပဲနန်နိုကလူသားတွေရဲ့ခံစားချက်ကိုနားမလည်ဘူးလူတွေနဲ့အမြဲတမ်းတီးခြားဖြစ်နေတဲ့သူပါအဲ့ဒီ feeling အစစ်မှန်ကိုရဖို့အတွက်ကစ်တီကရိုက်ကွင်းပေါ်မှာမလိုအပ်ရင်စကားသိမပြောဘဲနဲ့ရှူတင်နားကျင်နေမှာလဲသူများတွေစကားပြောရေမောနေကြရင်သူကခလန်းလန်းထောင်းသားလေးမှာတယောက်တည်းအထီးကျအောင်တွားထိုင်နေတတ်ပါသေးတယ်အနုပညာစကားနဲ့ပြောရရင်ဒါကိုမတ်သက်အတင်းလို့ခေါ်ပါတယ်ဇက်ကောင်ရဲ့စိတ်ဝိညာဉ်ကိုကိုယ့်ရဲ့ကိုယ်တည်းကိုအပြည့်အဝဝင်ပူးခွင့်ပေးလိုက်တာပါပဲအဲ့ဒီလိုဇက်ကောင်ကိုအရန်ကြီးနှိမ့်ဝင်သွားတော့ရိုက်ကူးရေးပြီးသွားရင်တော့နန်နိုဇီရိုက်ကနေပြန်ထွက်လာဖို့သူမတော်တော်လေးကိုအချိန်ယူခဲ့ရပါတယ်လို့အင်တာဗျူးတွေမှာလည်းဖွင့်ဟခဲ့ပူးပါတယ်အိမ်ရောက်ရင်တော့မှန်ကြည့်ရင်နန်နိုလိုပြောမိနေတာမျိုးတွေအထိဖြစ်ခဲ့တယ်လို့လည်းသူမကပြောခဲ့ပါသေးတယ်
ပြီးတော့ဇလန်းထဲမှာနန်နိုကအမြဲတမ်းအသက်ခံရတယ်အရိုက်ခံရတယ်တွေးအိမ်နဲ့လဲကြတယ်အဲ့ဒီအခန်းတွေမှာကစ်တီကလူစားမလဲပဲကိုယ်တိုင်အနာခံအပင်မခံပြီးတော့ပဲရိုက်ခဲ့ပါတယ်ရွှွနေတဲ့လူရင်လူမြကြီးတဲ့အမြုပ်ခံရရင်ခံအဲ့ဒါတွေကတကယ်ကိုကစ်တီရဲ့အမှုပညာယူသွမှုတွေပါပဲဒါကြောင့်လဲပရိသတ်တွေကနန်နိုဆိုတာကိုလက်ခံသွားကြတာပါကစ်တီမဟုတ်တဲ့နန်နိုကိုတွေးကြည့်လို့တော့မရဘူးဆိုပြောကြတဲ့အထိကစ်တီကနန်နိုဈေးရုပ်ကိုအပိုင်သိမ်းသွားနိုင်ခဲ့တာလည်းဖြစ်ပါတယ်ကဲနန်နိုအကြောင်းလည်းပြောရတာတော်တော်လေးပြည့်စုံသွားပြီဆိုတော့အခုအသစ်ထွက်မဲ့ There Reset အကြောင်းပြောကြည့်ကြအောင် สวัสดีค่ะ แน่นอนนะคะ စီစဉ်တစ်ရဲ့အဓိကနေရာမှာပါဝင်လာမှာကအခုထိုင်းမှာရောနိုင်ငံတကာမှာပါအရန်ကိုနာမည်ကြီးနေတဲ့မင်းသမီးချော်လေးဘက်ကီပေါ့နော်ဘက်ကီတို့ချစ်စရာကောင်းပြီးတရုတ်ဆောင်လေးပြည်ပြင်းတဲ့ကောင်းမလေးပါလာတာသူမရဲ့ဖန်တွေတော့ကအရန်ကိုဝမ်းသာစရာကောင်းပါလေဒါပေမဲ့ဘက်ကီအတွက်တော့သူ့အပေါ်မှာဖီရားတွေတောင်းလို့ပုံးနေမှသိကြပါတယ်ဘာလို့လဲဆိုတော့အဖေကရှင်းရှင်းလေးပါပဲကစ်တီကနန်နိုကိုဟိုးအမြင့်ဆုံးထိတင်ထားနိုင်ခဲ့တာကိုပိတ်သက်တွေရဲ့စိတ်ထဲမှာဒီလိုကြောင်းဝင်းစုံလေးနဲ့တွေးလိုက်ပြီးဆိုတာနဲ့ကစ်တီရဲ့နန်နိုကိုပဲအရင်ဆုံးပြေးမြင်ကြမှာလေကစ်တီနဲ့ဘက်ကီကိုနှိုင်းယှဉ်မှုတွေကတေချာပေါက်လာမှာပဲဘက်ကီကကစ်တီတော့တရုပ်ဆောင်နိုင်ပါမလားကစ်တီတော့နန်နိုကိုကောင်းအောင်လုပ်နိုင်ပါမလားစားတဲ့ဝေဖန်မှုတွေမေးခွန်းတွေကအခုစီစဉ်တစ်မထွက်ခင်တည်းရကိုရှိနေပါပြီဒါပေမဲ့ကျွန်တော်တို့ပြည်သက်တွေဘက်ကနားလည်ပေးထားရမှာတခုရှိတယ်။ There Reset ဟာကစ်တီနန်နိုဇလန်ရဲ့အဆက် Season 3မဟုတ်ပါဘူး။ပြီးတော့ဘက်ကီကလည်းကစ်တီရဲ့နန်နိုနေရာကိုဝင်လူတာအစားထိုးတာလုံးဝမဟုတ်ပါဘူး။ဘက်ကီမှာသူ့ကိုယ်ပိုင် story သူ့ကိုယ်ပိုင် character နဲ့သူသွားမှာပါ။ဘက်ကီအတွက်အကြီးမားဆုံးစိန်ခေါ်မှုကပြည်သက်ရည်နဲ့ဆွဲကြံရည်နေစေမဲ့သူမရဲ့ကိုယ်ပိုင် character အသစ်တစ်ခုကိုလုံးဝအသစ်ဖန်တီးပြဖို့ပါပဲ။ဒီလိုကြီးမားလာတဲ့ဖိအားတွေကိုကြော်ဖြတ်ပြီးဘက်ကီတယောက်ပြည်သက်ကိုဘလို့များအံ့အားသင့်အောင်ချပြမလဲဆိုတာကတော့ကျွန်တော်တို့အားလုံးအရန်ကိုစောင့်ကြည့်ခြင်းစရာကောင်းနေပါပြီ။အဆုံးသက်အနေနဲ့ပြင်ပြောရရင်တော့ကစ်တီကသူမရဲ့အရေးချင်းအနုပညာပေါ်ရွတ်သွမှုပေးဆက်မှုတွေနဲ့နန်နိုဆိုတဲ့ဇက်ကောင်ကိုကမ္ဘာအဆင့်ထိရောက်အောင်လူတွေရဲ့စိတ်ထဲမှာထာဝရဆွဲထင်နေအောင်လုပ်ပေးနိုင်ခဲ့ပါတယ်။မကြခင်ထွက်လာတော့မဲ့ There Reset မှာလည်းမင်းသမီးလေးဘက်ကီတယောက်ကစ်တီချန်ထားခဲ့တဲ့အရေးကြီးကိုအောင်မြင်ကျော်လွှားပြီးသူမရဲ့ကိုယ်ပိုင်အောင်မြင်မှုလမ်းကြောင်းကိုဖောက်နိုင်ပါစေလို့ဆုတောင်းရင်းနဲ့ပဲဒီနေ့ဗီဒီယိုလေးကိုဒီနေရာမှာအဆုံးသတ်လိုက်ပါရစေ။အခုကြည့်နေတဲ့သူတွေရောနန်နိုဇေယုံနဲ့ပတ်သက်ရင်ကစ်တီရဲ့ဘယ်ချက်ကိုအကြိုက်ဆုံးလဲ There Reset မှာပါလာမဲ့ဘက်ကီအပေါ်ကိုရောဘယ်လိုမျိုးမျှော်လင့်ချက်တွေရှိတယ်ဆိုတာကိုအောက်က comment section မှာလွတ်လပ်လပ်ဝင်ရောက်ဆွေးနွေးပေးသွားလို့လည်းရပါတယ်ဒီဗီဒီယိုလေးကိုသဘောကျရဆိုရင် like လေးနှိပ်ခဲ့ပေးဖို့လည်းတောင်းဆိုချင်ပါတယ်နောက်ထပ်လည်းအခုလိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုအမြဲတမ်းတင်ဆက်ပေးသွားမှာမို့လို့ channel လေးကို subscribe လုပ်ရသေးရင် subscribe လုပ်ထားပေးကြပါဦးအဆုံးထိအချိန်ပေးပြီးကြည့်ရှုပေးတဲ့အတွက်တယောက်ချင်းတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်ဗီဒီယိုအသစ်တွေမှာပြန်ဆောင်ကြမယ်နော်တတာပါ